မေဒူဆာကမျက်ဝန်းအစုံနဲ့ကျွန်တော်ကိုပြုံးရောင်တန်းကြည့်ပြီးဘေးနားမှာချွေးစေးတွေပြန်နေတဲ့ဝမ်ချန်ကိုတစ်ချက်ဝေးကြည့်ကပြောလိုက်တယ်ဒီအတိုင်းလမ်းလျှောက်ထွက်လာတာပါခုနကမင်းတို့ပြောနေတဲ့မြောက်ပိုင်းပတ်တေးရဲ့မင်းပုံကံမဲ့အကြောင်းကိုငါလည်းနည်းနည်းလောက်နားထောင်ခြင်းမိသားချက်ချင်းဆိုသလိုပဲစီကားဆူညံနေတဲ့ဈေးတစ်ခုလုံးဟာသူ့တန်တဆပြင်လို့တိတ်ဆိတ်သွားခဲ့တယ်ဘေးကလူတွေလည်းရင်တထိတ်ထိတ်နဲ့ဖြစ်သွားရတယ်ဒီမျက်မမြင်ကတော့တကယ်ကိုမသိလို့မကြောက်တာပဲပုံကံမှုလိုမျိုးကောင်းပြတ်မဲ့အရေးကြီးကိစ္စကိုလူပုံအလဲမှာပေါ်ပေါ်ထင်ထင်ဆွေးနွေးရဲတယ်လို့တွေးမိကြတာပေါ့တစ်စည်းလုံးမှာအသက်ရှူတန်ပြင်းပြင်းတွေပဲကြားနေရပေမဲ့ကျွန်တော်ကတော့ဂယုမဆိုင်ပဲဒီနေ့ရာသီဥတုအကြောင်းပြောနေတယ်လို့မျိုးကောင်းခါပြီးပြောလိုက်တယ်ဒါကရှောက်ပြောနေတာမဟုတ်ဘူးလွန်ခဲ့တဲ့3နှစ်ကဧကရီနန်းတက်ကလေးကမြောက်ပိုင်းပဒေတရမင်းကတိတ်တဆိတ်စစ်အင်အားတွေစုဆောင်းပြီးတေချောင်းကြံစီသူတွေကိုတိမ့်သွင်းနေခဲ့တာသူ့ရဲ့ရည်မှန်းချက်ကအားလုံးသိတာနေပြီးသားပဲအခုဆိုရင်သူ့သားဝမ်ချန်ကိုယ်တိုင်ထိတ်တန့်လောက်ကျန်တက်ဖြတ်သူတွေကိုခေါ်ပြီးမြို့တော်ထဲခိုးဝင်လာခဲ့ပြီးအတွင်းပိုင်းကနေစူပူအောင်ကြွမှုဖြစ်တာနဲ့မြောက်ပိုင်းကစစ်တီတော်တန်းချီပြီးမြို့တော်ကိုတိုက်ရိုက်သိမ်းပိုက်တော့မှာကျွန်တော်စကားလဲဆုံးရောဘေးပတ်ဝန်းကျင်တစ်ခုလုံးအကြတန်ပင်ကြားရလောက်အောင်တိတ်ဆိတ်သွားခဲ့တယ်ဝမ်ချန်ကတော့လုံးဝဆွန့်သွားပြီးဒေါသထက်ကြောက်ရွံ့မှုကပိုပြီးလွှမ်းမိုးသွားခဲ့တယ်ဒီမျက်မမြင်ကကဘာကြီးကိုကွင်းကွင်းကွက်ကွက်မြင်နေရတာလားလို့တော့မယုံနိုင်အောင်ဖြစ်နေရတယ်သူနှစ်ပေါင်းများစွာအသေးချာစီစဉ်ထားတဲ့လှုပ်ဝက်ချက်ကြီးကိုဒီမျက်မမြင်ကထမင်းစားရည်တောက်တယ်လို့အကုန်လုံးကိုဖွင့်ချလိုက်တာပဲမင်းမာတက်တေရှိလားမေဒူဆာရဲ့လေတံကတီးကြီးသွားပြီးအတန်ထဲမှာတော့မတိမတာအေးဆက်မှုတွေပါဝင်နေတယ်ကျွန်တော်ကတော့ချက်ချင်းပဲတရားမျှတမှုကိုမျက်နှိုးတဲ့ပုံစံဖမ်းပြီးအတန်ကြဲကြဲနဲ့ပြောလိုက်တယ်ရွာကလေးရဲ့ငြိမ်းချမ်းရေးကိုကာကွယ်ဖို့အတွက်ပေါ်ပြဒီနေ့တော့မင်းတို့အားလုံးရှိမှငါကိုယ်တိုင်ဗီဒင်တွက်ပြမယ်ပြောဆိုနဲ့ပဲကျွန်တော်ကဟမ်ဘာဘာနဲ့လက်ချောင်းလေးတွေကိုချိုးပြီးတွက်ချက်ချင်အောင်ဆောင်လိုက်တယ်ပြီးတော့မှအတန်ကိုကြဲကြဲလောင်လောင်နဲ့အသေးချာကိုပြောချင်ပြလိုက်တာပေါ့အဲ့ဒီဝမ်ချန်ခေါ်လာတဲ့လောက်ကျန်တက်ဖြတ်သူတွေဟာအခုချိန်မှာတိုင်းပြည်ရဲ့ဝင်ကြီးချုပ်အိမ်တော်ထဲမှာပုံအောင်နေကြတာတေချာတယ်ပြီးတော့သူကတွေးထွက်တန်ယူဖြစ်မဲ့ဘေးအန္တရာယ်ကြီးတစ်ခုကိုဖန်တီးဖို့ပြင်ဆင်နေတာဗျဘေးနားမှာရွာလူကြီးအဖြစ်အသွင်ယူထားတဲ့ဝင်ကြီးချုပ်ကြမ်းကျူးကြမ်းခါများမျက်နှာတစ်ခုလုံးအိုးမဲတုတ်ထားသလိုချက်ချင်းမင်းမောင်သွားပြီးစိတ်ထဲကနေလည်းအသေးအတန်ကြီးတွားမိတော့တယ်ဒီမျက်မမြင်ရဲ့ဗဇက်ကနက်စကားတွေပြောနေတာလားဘာလို့နောက်တစ်ချိန်တိတိကျကျကြီးမှန်ရပြန်တာလဲဧကရီဘရင်မမေဒူဆာကမျက်ရည်တစ်ချက်ပြလိုက်တာနဲ့အရက်တီအဖြစ်အသွင်ယူထားတဲ့တော်ဝင်တက်မှုဟာချက်ချင်းပဲအဲ့ဒီနေရာကနေပျောက်ကွယ်သွားခဲ့တဲ့ခဏအကြာမှာတော့လှုပ်ဝက်သတင်းတစ်စောင်ပြန်ရောက်လာတာပေါ့သတင်းကအမှန်ပဲဖြစ်ပြီးဝင်ကြီးချုပ်အိမ်တော်ထဲကနေတကယ်ကြီးပုံအောင်နေတဲ့လုံကျန်သမားတွေကိုဖမ်းဆီးရမိခဲ့ပါတယ်ဝမ်ချန်ကတော့ဒီတစ်ချိန်မှာစိတ်သက်တွေလုံးဝပြိုလဲသွားပြီးခန်းစစ်စီးတွေအားလုံးပျက်စီးသွားခဲ့ရပြီးသူဟာငါးတေတကောင်လိုမျိုးတော်ဝင်စစ်တီတွေရဲ့ကြင်ကြံမှုစွမ်းအားပိတ်ဆို့ခြင်းကိုခံလိုက်ရပြီးတနာစရာကောင်းလောက်အောင်အတင်းဆွဲခေါ်သွားခြင်းခံလိုက်ရတယ်မထွက်ခွာခင်မှာသူကျွန်တော်ကိုကြည့်သွားတဲ့မျက်လုံးတွေထဲမှာတော့နာကြီးဒေါသတွေအပြည့်ပါပဲကျွန်တော်ကိုအစိမ့်လိုက်ဝါစားခြင်းနေတဲ့ပုံစံမျိုးပေါ့ကျွန်တော်ကတော့တနေ့တကူကောင်းမှုလုပ်ရတဲ့ပျော်ရွှင်မှုကြီးထဲမှာနစ်မျောနေပြီးသူအတင်းဆွဲခေါ်သွားခံရတဲ့ကြောပြင်ကြီးကိုကြည့်ကစေတနာကောင်းနဲ့လှမ်းអော်လိုက်သေးတယ်အကိုကြီးငါစကားကိုနားထောင်စမ်းပါမင်းရဲ့မိသားစုကိုအမြန်ဆုံးခေါ်ထုတ်ပြီးဘေးကင်းရာကိုရွှေ့တော့ငါနဲ့ဆုံရတာမင်းကံကောင်းလို့ပဲမှတ်လိုက်ပါဒီစကားကဝမ်ချန်ကိုရင်ဘက်ဖိပြီးတွေးအမတက်ဒေါသထွက်သွားစေကနေရာမှာတင်မေးလဲသွားပါတော့တယ်နောက်တနေ့မှာတော့ကျွန်တော်ကလပ်ထိုင်ပေါ်မှာအေးအေးဆေးဆေးလဲလျောင်းပြီးလေငင်းခံနေတော့နားထဲမှာစနစ်ရဲ့အကြောင်းကြားတန်ထွက်ပေါ်လာခဲ့တဲ့ကံကြမ္မာရဲ့ဇလိုက်ဝမ်ချန်ကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပြီးသူ့ရဲ့ကံကြမ္မာအရှိန်ဝါ6ရက်ကိုရှော့ချနိုင်ခဲ့တဲ့အတွက်ဆုလက်အနေနဲ့တကူကြီးလာတဲ့ယူမင်ဝိညာဉ်မန်းနဲ့နက်စင်ခွေစာ2ရက်ကိုပေးအပ်လိုက်ပါတယ်တဲ့ကျွန်တော်စိတ်ကူးလိုက်တာနဲ့ပဲလောကမှာရှားမရှားတဲ့တကူကြီးစေးပင်ဟာလက်ထဲကိုရောက်ရှိလာခဲ့တယ်ဒါကဧကရီဘရင်မနှစ်ရှည်လာများခံစားနေရတဲ့အေးမီယောဂါကိုကုသပေးနိုင်မဲ့ဆေးပင်ပါပဲဒါပေမဲ့စိတ်ထဲကနေစဉ်းစားမိတာကတော့ဒီဆေးကိုဧကရီဘရင်မစီလောလောဆယ်ပေးဖို့အစီအစဉ်မရှိပါဘူးသူကအပြင်လူပဲလေကိုဇနီးလေးလောက်ပဲရေးကြည့်ပါမလဲကျွန်တော်ဇနီးလေးကတာမန်လူတစ်ယောက်ပဲဆိုတော့ဒီဆေးကိုတိုက်လိုက်ရင်အနည်းဆုံးအသက်100လောက်ပိုရှည်သွားမှတေချာတယ်ဒါနဲ့ပဲဝိညာဉ်ပန်းကိုခူးအမှုန့်ကျိတ်ပြီးဆေးအိုးတဲ့ထက်ကတာမန်လူမျိုးထင်ရပေမဲ့အတွင်းထဲမှာစွမ်းရည်တွေပြည့်နေနေတဲ့ဆေးဆံပြုတ်တစ်ခွက်အဖြစ်ချက်ပြုတ်လိုက်ပါတယ်လင်းယောက်ျားဖြစ်သူကခဏလေးတည်းမတွေ့ရသေးဘူးကျမကိုလွမ်းနေပြီလားခြံဝင်းတကားလေးညင်သာစွာပွင့်လာပြီးမေဒူဆာကမျက်နှာထက်မှာအပြုံးနုနုလေးနဲ့ဝင်လာခဲ့တယ်ဒီနေ့တော့သူကရိုးရှင်းတဲ့ဝတ်စုံကိုပဲဝတ်ဆင်ထားပေမဲ့သူ့ရဲ့မြင့်မြတ်တဲ့အရှိန်အဝါကိုတော့ဖုံးကွယ်လို့မရပါဘူးတူလာတာကိုကြိုတင်သိနေတယ်ကျွန်တော်ကလည်းမျက်နှာမှာအပြုံးတွေချက်ချင်းပေါ်လာပြီးနှွေးထွေးနေတဲ့စံပြုတ်ပကံကိုကင်ကားစီးကြိုလိုက်တယ်လာစံပြုတ်လေးတောက်ပြီးအမောဖြေလိုက်ဦးနနက်ခင်းရဲ့နေအောင်ကြည်နုနုဟာကျွန်တော်တို့ရဲ့ခြံဝင်းလေးတွေကိုတာယာစွာဖြာချနေပြီးဒီမြင်ကွင်းကတာမန်လင်များတွေလိုရိုးရှင်းပေမဲ့နှွေးထွေးမှုတွေအပြည့်ပါပဲမေဒူဆာတစ်ချက်လောက်ကြောင်းအန်းသွားခဲ့တယ်အသက်စီဝါကိုလက်ဝဲကြီးအုပ်ထားပြီးပြတ်သားလုံးနဲ့ဧကရီဘရင်မတယောက်အနေနဲ့သူဟာနန်းတွင်းထဲကအာနာလူပွဲတွေနဲ့အေးဆက်မှုတွေကိုပဲရင်ပါနေခဲ့တာပါအခုချိန်မှာတော့ရှေ့ကမျက်မမြင်လင်ယောက်ျားရဲ့ဘာမှမကွယ်ဝတ်ထားတဲ့အပြုံးကိုကြည့်ရင်နှလုံးသားတစ်ခုလုံးတစ်ခုခုနဲ့အသားအရာတိုက်ခတ်ခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးလှိုင်းကရက်တွေထပ်သွားခဲ့ရတယ်သူဘာမှမပြောဘဲတိတ်တဆိတ်ပဲစံပြုတ်ပကံကိုလှမ်းယူကငုံတောက်လိုက်တယ်ချက်ချင်းဆိုသလိုပဲသူ့ရဲ့အေးဆက်လာတဲ့မျက်ဝန်းအစုံဟာအံ့ဩမြင့်တက်မှုတွေနဲ့အတူအဝိုင်းသားဖြစ်သွားခဲ့ရတယ်ဒီရတာကတကယ်ကြီးယူမင်ဝိညာဉ်ပန်းပါလားသူနှစ်ပေါင်းများစွာအသေးအတန်ရှာဖွေခဲ့ပေမဲ့ရှာမတွေ့ခဲ့တဲ့နတ်ဆေးဝါးကြီးဟာအခုတော့ဒီမျိုးသားရဲ့တာမန်ဆန်ပြုတ်ပကံထဲမှာအရေးပျော်နေပြီးသူ့လက်ထဲကိုအေးအေးဆေးဆေးပဲရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဆန်ပြုတ်နဲ့အတူနှွေးထွေးတဲ့စွမ်းရည်စီးကြောင်းတစ်ခုဟာသူ့ရဲ့ခန္ဓာကိုယ်အနှံ့ကိုစီးဆင်းသွားပြီးသူ့ကိုနှစ်ပေါင်းများစွာဒုက္ခပေးနေတဲ့အပြင်တော်ဝင်သမားတော်တွေပါလက်မိုင်ချခဲ့ရတဲ့အေးမီယောဂါဟာမျက်စိတမိတ်တွင်းမှာတင်ပျောက်ကွယ်သွားခဲ့ရပြီးကျွန်တော်ကတော့တဘာဝကြကြပဲလက်ကင်ဘဝလေးကိုထုတ်ပြီးသူ့ရဲ့နှုတ်ခမ်းထောက်မှာပေးချင်နေတဲ့စံပြုတ်ဆာနာလေးတွေကိုအသားရတုပ်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့အုံနောက်တစ်ခုလုံးဗလာဖြစ်သွားတယ်လို့ခံစားလိုက်ရတဲ့အမတ်တွေကိုအုပ်ချုပ်တဲ့အာနာဆက်တွေမြင့်မြတ်လာတဲ့ဘရင်မတယောက်ရဲ့တိတ်ခါတွေအားလုံးဟာဒီလောက်အထိရိုးရှင်းလုံးနဲ့နူးညံ့မှုအောက်မှာပြိုလဲပျက်စီးသွားခဲ့ရပါပြီ။သူကျွန်တော်ကိုစိုက်ကြည့်ရင်းနဲ့ပဲဓာတ်မဲ့စွမ်းအားတစ်ခုခုရဲ့တွန်းအားပေးမှုကြောင့်နှုတ်ကနေမေးလိုက်မိတယ်။
ရွှေမိသားစုကမျိုးဆက်ဆက်ဆက်အမှုထမ်းခဲ့ကြတာတကယ်လို့ကျမကမင်းကိုဘရင်မကြီးအတွက်အမှုထမ်းပေးဖို့တောင်းဆိုရင်မင်းသဘောတူမလားသဘောမတူဘူးကျွန်တော်ကတော့ပြက်ပြက်တသားပဲညှင်းပယ်လိုက်တယ်မေဒူဆာရဲ့မျက်ဝန်းတွေတစ်ချက်တုံးလုံးသွားပြီးစိတ်ထဲမှာလည်းအနှဲငယ်ဒေါသထွက်သွားမိတယ်ငါကရဲရဲတောက်ကြားရဲချင်းတည်ရဲမှုလို့လားမင်းကဒီလောက်အထိတော်တော်လေးညှင်းပယ်ရရတာလေလို့တွေးမိတာပေါ့ပြောပြီးတာနဲ့သူကပကံကိုကြောက်စားပွဲပေါ်စောင့်ချပြီးလှည့်ထွက်သွားဖို့ပြင်တော့တယ်မိမရဲ့စိတ်ကဘာလို့ဒီလောက်အထိပြောင်းလဲလွယ်လဲဆိုတာကိုကျွန်တော်စဉ်းစားလို့မရသေးခင်မှာပဲဆူရှာလုံးနဲ့အတန်ကြီးတစ်ခုကတရွာလုံးကိုဟိမ့်ထွက်သွားခဲ့တယ်အရှင်မင်းကြီးကြွချီလာပါပြီအရက်သားစုဖုန်ညံအမြန်ဆုံးလာရောက်အဖူးမြော်ခံပါကျွန်တော်လည်းလက်ဖြတ်သွားပြီးကလတ်ထိုင်ပေါ်ကနေချက်ချင်းထပ်ခုန်လိုက်မိတယ်ပါအရှင်မင်းကြီးဟုတ်လားဒါဆိုငါဈေးထဲမှာပြောခဲ့တဲ့နက်ကဲတို့ဘေးတင်ဟောချက်တွေကအေကရီဘီယမရဲ့နားထဲကိုဒီလောက်အထိမြ мян ဆဆန်ရောက်သွားတာလားသူကငါ့ကိုအမှုထမ်းဖို့တကူးတကကိုယ်တိုင်လာခေါ်တာလားအစီခံမလေးနာလန်ရန်ကတော့မျက်နှာတစ်ခုလုံးနီမြန်းပြီးအမောတကောနဲ့ခြံထဲကိုပြေးဝင်လာကလေဘင်းကိုညှစ်ပြီးအသက်ဝင်တရုပ်ဆောင်ပါတော့တယ်တခင်ကြီးအရှင်မင်းကြီးလာနေပြီးအမြန်ထွက်ခဲ့ပါဦးကျွန်တော်လည်းသူ့ရဲ့အတင်းဆွဲခေါ်မှုကြောင့်တကားပြင်ဘက်ကိုရောက်သွားခဲ့တယ်